ဒီအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မနေ့ကဟိုဒီနေ့ကဗီဒီယိုဖိုင်လေးမှာကျွန်တော်ဒီ master trader ဒီ stock ကိုစိတ်ဝင်စားတဲ့လူတွေအတွက်ပေါ့နော်ဘဟုတုတဒီ educational knowledge ကို sharing ပေးတဲ့သဘောပါဆိုတော့မနေ့ကကျွန်တော်ဒါတွေကိုအချင်းအဖြစ်ရှင်းပြခဲ့ပြီးပြီဆိုတော့ဒီနေ့စပြီးတော့ကျွန်တော်တို့ financial market ဆိုတာဘာလဲကျွန်တော်တို့เนาะ financial market ကိုပထမဆုံး financial market ထဲမှာဘာတွေပါလဲဆိုတာကိုကျွန်တော်တို့တွေ့ရအောင်ဆိုတော့ဒီမှာကျွန်တော်တို့ what are the financial market ပေါ့နော် what are the financial market ဒီ financial market ဆိုတာဘာလဲကျွန်တော်တို့အချင်းအဖြစ်ဒီ financial ငွေကြေးဈေးကွက်တစ်ခုလုံးကိုဒီလေးမျိုးကနေထိန်းချုပ်ထားတယ်အဲ့ဒါမှာ tradable instrument လို့ခေါ်တယ်ဒီလေးမျိုးကိုကျွန်တော်တို့အရောက်ဝယ်လုပ်လို့ရတယ်ပထမကတော့လူတိုင်းသိပါတယ်အကျွမ်းလေးဝင်ပါတယ်ဒီ equity market လို့ခေါ်တယ် stock market လို့ခေါ်ကြတယ်နော်ဘယ်လိုပဲခေါ် it's okay ဒီကအရောက်ဝယ်လုပ်တဲ့ stock market company တွေကို company အစုရှယ်ယာတွေကိုအရောက်ဝယ်လုပ်တာဖြစ်တယ်ဥပမာWalmart တို့ Amazon တို့ Tesla တို့တခုခုပေါ့နော်အဲ့ဒါကိုအရောက်ဝယ်လုပ်တယ်အဲ့ဒါကိုအဲ့ဒီ equity ကိုအရောက်ဝယ်လုပ်တာကိုကျွန်တော် stock market လို့ခေါ်တယ်ဒါတွေကတော့ထားလိုက်ရှင်းနေမှာဆိုလို့နော်ဆိုတော့နောက်တစ်ခုကဒီ forex market လို့ခေါ်တယ် forex market ကတော့ဒီအာငွေကြေး exchange ပေါ့တနိုင်ငံနဲ့တနိုင်ငံငွေကြေးကိုကျွန်တော်တို့အရောက်ဝယ်လုပ်တာဘယ်လိုလုပ်လဲဆိုတော့ဥပမာအမေရိကန်ဒေါ်လာနဲ့ယူရိုငွေဂျပန်ယင်းနဲ့ဩစတြေးလျဒေါ်လာစင်ကာပူဒေါ်လာနဲ့ဟောင်ကောင်ဒေါ်လာဆွစ်ဇာလန်ဆွစ်နဲ့တခုခုအဲ့လိုမျိုးပေါ့နော်နိုင်ငံကငွေကြေးကိုကျွန်တော်တို့အတဲအကျကိုအရောက်ဝယ်လုပ်တာဒါကို forex လို့ခေါ်ပါတယ်အကျဉ်းအားဖြင့်ပေါ့နော်ဒါက option market ဆိုတာကတော့ဒီ stock market ကနေဆင်းသက်လာတာပဲသူမှဘေးနေ့ဘေးထိတ်မှာဘယ်လိုရောင်းရလဲဟိုဥမာ spike sorry spike price ကဘယ်လောက်နဲ့ဝေမယ်အဲ့လိုမျိုးအရင်ရှုပ်တယ်အဲထားလိုက်ပါသိကြလည်းမလိုဘူးကျွန်တော်စိတ်ဝင်စားဘူးဒီစိတ်ဝင်စားရင်တော့ကျွန်တော်အကြံဉာဏ်ပေးလို့ရပါတယ်ဆိုတော့နောက်တစ်ခုကဒီ future market ဒီ future market ကဘာလဲဆိုတော့ future market ပဲပေါ့ပြောမယ်စီ future market က future market ရဲ့အဓိပ္ပာယ်ကဒါတော့ကျွန်တော်ရဲ့ favorite market ပဲဒီ future market ကပတ်စံရှာလို့အရင်ကောင်းတယ်နားလည်ပြီဆိုရင်လေအေးပဲဒီဥမာစတော်တို့ market တို့ဆိုရင်company တွေကိုလိုက်ရွေးရတာတို့ဘာတို့ညာတို့ရှုပ်တယ် future market ကတခုလေးပဲ future market မှာဘာတွေပါမလဲကျွန်တော်တို့အချင်းအချင်းပြောမယ်ဆိုရင်ရွှေကိုလေးကစားလို့ရတယ်ငွေကိုလေးကစားလို့ရတယ်ဘီကွိုင်ကိုလေးကစားလို့ရတယ်စီလေးကစားလို့ရတယ်နောက်ဒီ company index တွေကိုကစားလို့ရတယ် index ဆိုတာက S&P 500ဆိုရင် company အလုံး900ကိုကိုစားပြုထားတဲ့ဟာပေါ့နော်အဲ့ဒါက future ကစားလို့ရတယ်အများကြီးရှိတယ်စီကိုလေးကစားလို့ရတယ်future ကိုတစ်ခေါက်ကျွန်တော်နည်းနည်းရှင်းပြမယ် future ကဘယ်လိုလဲအဓိပ္ပာယ်လဲဆိုတော့ကျွန်တော်တို့ဆိုပါစို့လေသမားတစ်ယောက်စပါးဆိုင်တယ်သူကစပါးဆိုင်တော့စပါးတစ်ထောက်ထွက်ဖို့အတွက်သူကအရင်အနည်းက$5ကုန်တယ်လို့ပဲသဘောထားလိုက်သူကစပါးပေါ်တဲ့အချိန်မှာသူကအဲ့ဒီ$5ကိုသူက$6နဲ့ရောင်းရှင်တယ်$1အမျက်ယူရှင်တာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်တစ်ဖက်ကစပါးဝင်မဲ့လူနဲ့စပါးကတော့စိုက်တုံးပဲရှိသေးတယ်သူတို့မျိုးစိုက်တော့မစိုက်ရသေးဘူးပေါ့နော်ဒါပေမဲ့သူမှစိုက်မဲ့အနေထားရှိတဲ့အချိန်မှာ contract လုပ်လိုက်တာဟဲ့ရောက်ငါဘေးဥမာဆိုပါဆိုစပါးပေါ်ရှင်မှာငါမင်းကို$6နဲ့ရောင်းမယ်ဆိုတော့ဟိုလူကလည်း okay အဲ့လိုဆိုရင်လက်ခံပြီးတော့ agreement ယူထားတာပေါ့ဘာကြောင့်စပါးတစ်ခုခုဖြစ်တော့ရင်ဒီလေသမားကမရှုံးတော့ဘူးပေါ့နော်သူက$5ကိုယင်းထားတယ်အဲ့ဒီအချိန်မှာရောက်လိုက်သူက$1ကဒီလုံးဝ definitely မြက်ပြီးသားဆိုတော့ပုံစံမျိုးပေါ့နော်အဲ့ဒါကို contract လုပ်လိုက်တဲ့သဘောကိုကျွန်တော်တို့ future market လို့ခေါ်ပါတယ်ဆိုတော့ဒါက tradable instrument ဒီလေးခုကိုထဲကကြိုက်တဲ့ဟာကိုကစားကြိုက်တဲ့တစ်ခုကိုလေ့ကျင့်လိုက်forex ကိုခုနငွေကြေး exchange ကိုဝါသနာပါရင်ငွေကြေး exchange ကိုလေ့ကျင့်လိုက်future ဆို future stock ဆို stock option ဆိုအဲ့တခုလေးကိုကျွမ်းကျင်အောင်ပဲလေ့ကျင့်အဲ့ဒါတခုကိုကျွမ်းကျင်ပြီဆိုရင်အဲ့ဒီကျွမ်းကျင်တဲ့အဆင့်လောက်ဆိုပါစို့အဲ့ဒီ skill set က1 million ဖို့ကိုက1 million နဲ့ညီမျှတဲ့ skill set ရှိ1 million လာမှာကိုစီလို့percent 1000နဲ့ညီမျှတဲ့ knowledge ရှိတဲ့ skill set တွေ percent 1000လာ percent ကိုတော့ရှာစရာမလိုတော့ဘူးအဲ့ဒီ skill အပေါ်မှာပဲငွေကလိုက်တာဒါလေးတခုနော်တတိပဲကျွန်တော်တို့အပြင်လောကမှာဆိုငွေလိုက်ရှာတယ်လေဘလောက်တနာကြီးကိုဘလောက်ရမလဲမဟုတ်ဘူးအဲ့ဒါ is out of date အဲ့ဒါတွေမရှိဘူးเนาะ
ကျွန်တော်တို့တခုငွေကိုရှာမယ်ဆိုရင်အဲ့ဒီငွေလာအောင်ကျွန်တော်တို့က attraction တခုလိုတယ် attraction ဆိုတာပါ skill set တခုလိုတယ်အဲ့ဒီ skill set မြင်တလောက်ငွေကမြင်လာတာပဲ skill set မြင်တလောက်ငွေတော့မှအဲ့ဒီ skill set က1 million ဖြစ်လိုက်ပြီဆို1 million ဖြစ်လာတာပဲပြောမယ်ဆိုရင်နော်ဒါ knowledge ပေါ့ဆိုတော့ထားပါပြီဒါကျွန်တော်တို့ tradable instrument လေးတီးပြီးနောက်ဒီ financial market ကိုလေကျွန်တော်တို့အားလုံးဒီတင်တလောက်တည်ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတစ်ခါပွဲစားကိုရွေးမယ်ကျွန်တော်တို့အရောက်ဝေလုံးမဲ့ဟာကိုကျွန်တော်တို့တည်ပြီးအရောက်ဝေလုံးလို့ရအောင်ကျွန်တော်တို့ပွဲစားတစ်ခုခုကိုအကောင့်ဖွင့်ရမယ်အကောင့်ဖွင့်တဲ့အချိန်မှာကျွန်တော်တီးထားတဲ့အကောင့်တွေကိုကျွန်တော်ပြပါမယ် okay okay ဒီမှာဒီဟာကတော့ဒီပွဲစားတွေကတော့ကျွန်တော်တော်တော်ကိုအချိန်ကြာကြာကြီးကစားဖူးတယ်ဒါ American မှာ base ထိုင်တဲ့ဟာတွေပဲဖြစ်ပါတယ်အကုန်လုံးကဆိုတော့ဒီမှာကျွန်တော်တို့ Charlotte Strike ရှိမယ် Interactive Broker ရှိမယ်ဒါ company တွေပေါ့နော်ဘန်တွေပဲပြောမယ်ဆိုရင်နော်ပွေစားဆိုတာကဒီပုဂ္ဂလိကတူတယောက်ကိုပြောတာမဟုတ်ဘူးဒီဘန်ကြီးတွေအရောက်အဝေးလုပ်လို့ရတဲ့ဒီဟာပေါ့ဒီဘန် investment ဘန်တွေပေါ့နော်ဆိုတော့ trade station ရှိမယ် Fidelity Webull Robinhood Ninja Trader MetaTrader 4 Coinbase ကတော့အဓိကတော့ဒီ cryptocurrency ပေါ့ဒီ digital asset ဒီ Bitcoin တို့ Ethereum တို့ Dogecoin တို့အဲ့လိုမျိုး coin တွေနဲ့ကစား coin တွေအဓိကသူကဒီ specialize ပေါ့နော် Coinbase account ဖွင့်ရမယ် MetaTrader ကကြတော့ဒီက forex exchange ပေါ့ forex trading ဒီနိုင်ငံတကာငွေကြေးကိုကစားတဲ့ဟာပေါ့နော်ဒီ Ninja Trader ကလေငွေကြေးကိုကစားလို့ရတယ် future ကိုလည်းကစားလို့ရတယ် Robinhood တို့မှလေအကုန်လုံးအဆင်ပြေကြပါတယ်တစ်ခုလောက်ဖွင့်လိုက်ပေါ့နော်လွယ်လေလေဆိုတော့ဒီမှာကျွန်တော်အဓိကဒီနေ့ကစားတာကကျွန်တော်အခုရှိနေတဲ့ဟာကအကောင့်နှစ်ခုရှိတယ် Think or Swing ရယ် IBKR ရယ်ဒါကဒီဘက်ကဟာက trading platform ဒီ platform တွေကဒီCharles Schwab ဆိုတာ company အောက်မှာဒီ professional တွေတည်တည်ချာချာကစားလို့ရအောင် trade stock အရာအဝယ်လုပ်လို့ရအောင်ဒီ trading platform လေးရှိတယ်ဆိုတော့ interactive broker မှာဆိုရင် IBKR မှာ trading platform ရှိတယ်ဒီ company တစ်ခုနဲ့တစ်ခုအားသာချက်အားနည်းချက်ကတော့နည်းနည်းရှိတယ်ဘယ်လိုလဲဆိုတော့ဆိုပါစို့ဥပမာဒီ think or swing မှာဆိုရင်ကျွန်တော်တို့ future ကိုအရောက်အဝယ်လုံးရင်သူကအရောက်အဝယ်တစ်ခါလုံးရင်9ကျက်ကျော်လောက်ပေးရတယ်နော်9ကျက်ကျော်လောက်ပေးရတယ် stock ကတော့ဟိုပါ free ပါသူက commission မပေးရပါဘူးဒါဘ ഹു တတအနေနဲ့ future ဆိုရင်ပေးရတယ်အရောက်ဝယ် one contract ကိုပြောတာအဲ့ဒါ one contract ကိုအရောက်ဝယ်လို့ရင်ကျွန်တော်9ကျက်လောက်ပေးရတယ်ဆိုတော့အဲ့ဒါ IVKM မှာကြာတော့ကျွန်တော်4ကျက်လောက်ပဲပေးရတယ်ကျွန်တော်3ကျက်တက်တာတယ်ဥပမာကျွန်တော်တို့ကတစ်ခါတလေအချိန်20အဲ့လိုမျိုးကစားတာတရက်သေးကိုဆိုတော့ဆိုပါစို့10ချိန်အချိန်20လောက်ပဲကစားလိုက်တစ်ချိန်ကို4ကျက်ဆိုရင်10ချိန်ကို4စီနော်အဲ့လိုမျိုးပေါ့အချိန်20ချိန်80ပဲတရက်မှာပွေးစားခတက်ဆိုတော့ကျွန်တော်အဲ့ဒါချိန်မှာကျွန်တော်အချိန်ရည်နဲ့ကစားတဲ့ကျွန်တော်တို့လူတွေတွေ့ဆိုရင် commission ကဈေးနှုန်းအရင်တက်တာလေကောင်းလေပဲဆိုတော့ဒီ IBKR ကကြတော့ဈေးတော်တော်တက်တာတယ်ကျွန်တော်အဲ့ဒါကြောင့် IBKR ကိုသုံးတယ်ဆိုတော့ကိုကြိုက်တဲ့ဟာကိုဒီအထက်ကဒီကောင်ကတော့စိတ်ချယုံကြည်လို့ရပါတယ်ကျွန်တော်ဒီသလောက်ဆိုရင်ပေါ့နော်တကယ်ကို trillion နဲ့ investment ဘဏ်ကြီးတွေပါဟို e-trade တို့ဒီဟာတို့ဆိုရင်တော်တော်ကိုအားလုံးအဆင်ပြေကြပါတယ်ဆိုဒီနေ့ကျွန်တော်တို့ဒီ think or swing ပေါ့နော် think or swing trading platform ကိုကျွန်တော်တို့တွက်မယ်ဟို think or swing ကတော့ကျွန်တော်တို့ပထမ Google မှာတွက်လိုက်ပေါ့ Google မှာကျွန်တော်တို့ဒါအားလုံးသူသိမယ်ဒီ think or swing Google မှာကျွန်တော်တို့think or swing paper trading app ကိုရိုက်ကြည့်လိုက်Webull okay ဒီမှာသူကဒီ Charles အောက်ကရှိတယ်ဆိုတော့ဒါကိုအကောင့်ဖွင့်လိုက်ပေါ့နော်ဒီဗီဒီယိုလေးအရင်ရှင်းတော့မှာဆိုလို့ကျွန်တော်မတော်တော့ပါဘူးဒီမှာ open account ဖွင့်လို့ရတယ်ဆိုတော့ဒီမှာ individual broker ကြီးတစ်ဆင့်ချင်းတော့လိုက်ပေါ့နော်တစ်ဆင့်ချင်းတော့လိုက်တော့ပြီးတော့ get started ပေါ့နော်အဲ့မှာနာမည်ဖြည့်လိုက်ဒီမှာ social တော့မေးတယ်ရ social မရှိတဲ့လူတွေကတော့ဟိုဖြည့်လိမ့်မယ်ထင်တယ်အဲ့လိုမျိုးအကောင့်ဖွင့်ရမယ်ဖွင့်ပြီးရင်သူကဘယ်လိုပုံစံဖြည့်လာမလဲဆိုတော့ကျွန်တော်ပြမယ်ဒီလိုမျိုးဖြည့်လာမယ်နော်ဒီလိုမျိုးဖြည့်လာမယ်ဒီဟာကခုနက think or swing ကိုအကောင့်ဖွင့်ပြီးသားလူတယောက်ကဒီလိုမျိုးတွေထွက်လာမယ်ဒီလိုမျိုးတွေထွက်လာတာကိုကျွန်တော်တို့ကဒါဒီနေ့အချင်းအချင်းဗီဒီယိုလေးကျုံဟိုပေါ့အသိမရှိအောင်နောက်တနေ့မှပဲကျွန်တော်ဒီ platform ကိုတည်တည်ရှာရှာဟိုပေါ့အရောက်ဝယ်လုပ်တဲ့ဟာလေးတွေကိုကျွန်တော်ရှင်းပြပါမယ်ဒါတော့ paper ဒီမှာကြည့် simulated trading လို့ခေါ်တယ်ငွေအတူနဲ့ကစားတာပေါ့နော်လေ့ကျင့်လို့ရတာပေါ့ဘယ်လိုရောက်လဲဘယ်လိုဝယ်လဲဆိုတာကိုကျွန်တော်တို့အခုဒီမှာဆိုရင် Tesla ကိုဒီမှာကျွန်တော်ထိထားတယ် Tesla ကိုထိထားတဲ့အတွက်ကြောင့်ဒီမှာဆိုရင်ဒီမှာနော် big button လို့ခေါ်တယ်ဒီ big button ကိုနှိပ်လိုက်ရင်
ဒီ automatic ပေါ်လာတယ်ဆိုပါစို့ဒီမှာ Tesla ကတော့နေတယ်ဆိုကိုကအတက်ကိုပထမဆုံးဈေးတက်တာကိုကစားမလားဈေးတက်စားကျွန်တော်ရှေ့က100ဆိုရင်ဒီနေ့ဟောပေါ့တိုတိုလေးဖြစ်အောင်ကျွန်တော် buy market လို့ခေါ်တယ် market ဈေးနဲ့ဝေလိုက်တယ်ပေါ့နော် market ဈေး close နှိမ့်လိုက်တယ်ကျင်းနေကျွန်တော်တို့ရှေ့က100 okay ဒါ paper trading ဖြစ်လို့ train ကြပြီဒီမှာ239.90ဆို240ပေါ့ကျွန်တော်တို့ရလိုက်တယ်240နဲ့ရလိုက်တယ်ရှေ့က100ဝေလိုက်တယ် okay ကျွန်တော်တို့အဲ့ဒါကိုသင်္ကေတအနေနဲ့ကျွန်တော်တို့ပြင်ရောက်မယ်ပေါ့နော်အဲ့ဒါရှုံးတာမြတ်တာဒီကမဟုတ်ဘူးဒီနေ့ကတော့ဒီ rehearsal လုပ်ပေးတဲ့အတွက်ကြောင့်အဆင့်အနေနဲ့ကျွန်တော်ပြပေးတာပါဆိုတော့ကျွန်တော်တို့ဒီမှာဒါကိုဝေလို့ရှိမရှိဆိုတော့ monitor ကိုဒီမှာ monitor ကိုနှိပ်လိုက်မယ်Tesla လို့ပါတယ်ကိုကပြင်ကြည့်လို့ရတယ်ဒီ quantity ရှယ်100ကျွန်တော်တို့ဝေလိုက်တာက239.90အခုအခု market price က240ဆိုတော့4-5 ဆယ်လောက်တဲနေတာပေါ့ပြင်ချလိုက်တက်လိုက်ပေါ့နော်အဲ့လိုမျိုးလေးတွေဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကရောက်မယ်ဆိုရင်ဒီ sharp ကိုပြင်နှိမ့်မယ်ဒီမှာ big button ကိုတော့မယ်ဒီမှာရောက်မှာပေါ့နော်ရောက်ပြီโอเคကျွန်တော်တို့240နဲ့ခုနက10မိနစ်လောက်ပဲကြာတယ်เนาะကျွန်တော်ဒီမှာဝေတယ်ဒီမှာရောက်10မိနစ်ကြာတယ်10မိနစ်တော့10မိနစ်ကြော်ကြော်လေးကြာတယ်ဆိုတော့ကျွန်တော်တို့ဒီမှာမရှိတော့ဘူးเนาะ position မရှိတော့ဘူးကျွန်တော်တို့45ချိန်မြတ်တယ်เนาะ10မိနစ်လောက်ကြာတယ်โอเค45ချိန်မြတ်တယ်ဒါကတော့ကစားတဲ့နေ့ပေါ့ဒီလိုမျိုးကစားကြည့်ဒါမှရေရှည်ထားချိန်နဲ့ရေရှည်ထားချိန်ကြည့်ဒီနေ့ကတော့ introduction အနေနဲ့ကျွန်တော်မိတ်ဆက်ပေးလိုက်တာပါဆိုတော့ဟုတ်ပါပြီနောက်တစ်ခါကြာမှကျွန်တော်ဒီ platform ကိုဘယ်လိုဒီတည်တဲ့ဒါတွေအားလုံးကိုကျွန်တော်တည်တည်ရှာရှာလေးပြပါမယ်ရှင်းပြပေးပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲဆိုတော့နောက်ဗီဒီယိုလေးမှာဆုံတွေ့ကြပါစို့အကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးပါ